တော်ရန်စုကိုပါဒီနေ့ဗီဒီယိုမှာကျွန်တော် Shadow Fight 2ရဲ့ဒီပေါ့နော် West ပေါ့နော် West ဆိုတာဒီ final တမျှကောင်းပါပေါ့နော် final တမျှကောင်းတော့ဒီ final boss ကိုဒီနေ့ကျွန်တော်တို့ဘယ်လိုမျိုး game ဝမ်းလဲဆိုတော့အားလုံးမတူတူလိုက်ကြည့်ရအောင်ကဲဆိုတော့ video လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and share subscribe လေးနဲ့အားပေးခဲ့ကြပါအောင်ကဲတော့ဝယ်မစခင်ရတော့ကျွန်တော်ဒီမှာဓာတ်တွေတော့ကျွန်တော်အစုံတော့ရထားတယ်ပေါ့နော်အစုံရထားတယ်ကျွန်တော်ဒီကတာနာဓာတ်လေးပဲကြိုက်တယ်အဲ့ဒါအဝေးယူပြီးထိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီ final boss ကိုမတက်ခင်ဒီကျွန်တော်ဟို channel လေးခေါ်တာအဲ့ဒါဒီကျွန်တော် password အောင် okay ဘယ်နှစ်ယောက်လဲတော့မသိဘူးပြတေချာတော့မရေးလေးရအောင် line လီတဲ့ဒီကောင်မလေးနာမည် line လီလို့ပဲနော် line လီကဲတော့ line လီကိုဘယ်လိုမျိုးချမလဲဆိုတော့ဒီဟာဒုက္ခ random ရလားဟမ် find enemy so road အားရောဒုက္ခ random ရတာဗျ brother တို့လက်နက်ကလေအားရောငါဒီတော့ကြီးမကိုင်တော့ဘူးတကယ်ဟာတော့နေတယ်ကွာအားရောဟုတ်ကြပါဟုတ်ကြပါအေးရော့အောက်ကိုပဲချအောက်ကိုပဲချအာရောက်ရေးငါဆူနာမီစလေးနဲ့ကင်ဝခံရရတယ်ရော့ခွာထောက်ကလွှဲရကွာ Helicopter ရော့ရေးနောက်တော့ချက်မကြည့်အောင်ရော့အော်ဟဲ့ငါကင်ရဲပေါက်ခံတယ်ဒီလိုကြီးမကင်ရဘူးဗျာသားတို့ရော့အမအိုးဗျာသားတို့ကျွန်တော်ရဲ့မချငုံလိုက်တော့တွေ့တာမကြည့်ပါဘူးကျွန်တော်ဟာတော့ကြည့်တယ်ဒီတော့ဒီငါရောက်ဆော့ရတယ်ကဲဒါဘယ်လိုလဲဒီရဲနာမည်ပါလမ်ဘာချက်ဆိုရတာဒီလမ်ဘာချက်နဲ့ share အောင်ပါရန်စုတို့အဲလေဟာဒါခုန line လေးရထားမလား line လေးရထားနဲ့ချအာရော့နာရအိုးဟာမင်းငါကတာနာမရတာမင်းတော့ကန်ကောင်းသွားတယ်ဟာရော့ငါကြီးလိမ့်ခံနေရဟုတ်သေးပါရော့ကွာအဲ့လောက်ဖြစ်နေတယ်ကွာတော်တော်ဖြစ်နေတာလားမင်းပြပိုင်ပြီလားရော့ဒါပဲရောနိုင်အောင်အမြင်ကတာနာချင်းရှင်ခေါ်ရရင်တော့မစိုးဘူးပြောကတာနာချင်းမင်းလည်းကတာနာငါလည်းကတာနာဒီကောင်မနာမည်ပါတယ်ပိုင်ဆန်ဖီဆန်โอเคအာရခုနလမ်ဘာကျက်ရဲ့ပစိန်ကြီးဟာသူကဒါဆိုရှေ့ရဟာကိုကျွန်တော်ရမလားမသိအဲ့ဒါတော့ကျွန်တော်ဒီကောင်မလေးကိုနိုင်သွားကျွန်တော်နောက်ထပ်ဒီတူဓာရအောင်ငါတူဓာလိုချင်တယ်နိုင် nice မြန်လေးပဲဆုံးသက်လိုက်အောင်โอเคအမြန်လေးဆုံးသက်လိုက်ပြီးနောက်ထပ်တစ်ယောက်ကဘလန်ဂျာလားမသိဟုတ်တယ်ပုံစံကတော့ဘလန်ဂျာပုံစံနဲ့ဟုတ်တယ်ဘလန်ဂျာကဲဘလန်ဂျာကဲငါကတာနာရအောင်အော်အေးပါကွာဘလန်ဂျာကြီးရှင်ရရင်ရတယ်လားအော်ဒါပေမဲ့အေးငါတော်တော်ခံနိုင်ရှိနေလို့ရော့အိုင်မှာဒီနေ့ဆက်ရိုက်လိုက်ရော့အိုင်မှာနောက်တစ်ချက်အိုးဒဲမဲ့တော်တော်ထွက်ရရော့အိုင်မှာ6လောက်ကန်ထားတယ်ကဲကြောနောက်တစ်ယောက်ကတော့ဘာလဲချမလဲအဖိုးကြီးဟာရောက်အဖိုးကြီးဓာတ်တစ်ချောင်းနဲ့လေးပေါ်ပြန်တိုင်းကျင့်ကဲကျွန်တော်အလင်းတင်ပြအောင်မေ့နေဗျာသားတို့လင်းတင်ပြအောင်ဒီအဖိုးကြီးခင်ဗျားသွားပြီခင်ဗျာကျွန်တော်ဒါဒီလက်နဲ့ပေးတာခင်ဗျာအိမ်မက်ဆိုးဖြစ်သွားတယ်ကဲငုံလိုက်ရော့အိုးတော့ကြော်တော့ရော့သွားအချက်ရတယ်ရော့ခင်ဗျားနောက်မှလည်းဘူးမှမရှိဘူးဆိုတော့မော်ဆောင်တုံးလိုက်တော့မက်တစ်ဆောင်လိုက်ရော့နိုင်သွားပြီပေါ့နော်ကဲနိုင်သွားပြီထဲလန်ဆိုတော့ဒါနောက်တစ်ယောက်ပေါ့နော်နောက်တစ်ကဲကျွန်တော် West ကိုကျွန်တော်သွားပြီးဖြင်းလိုက်ရမလား tournament ပဲဆော့လိုက်ရမလား West ကိုပဲရင်လုံးဖြင်းလိုက်ပါမယ်ဘာလို့ဆိုတော့ tournament က AC ပဲလေဒါသူ့အနေနဲ့ AC ကြောင်းချလိုက်ရကျွန်တော် West ကိုစပြီးဖြင်းမယ်ဖြစ်ပါတယ်ကဲကျွန်တော် West လေးနဲ့ကျွန်တော် by 1ဆွဲပြီးဖြစ်ပါတယ်ဟုတ်တယ် West နဲ့ကျွန်တော် by 1ဆွဲပြီးကဲကျွန်တော်ဘယ်သူနိုင်သွားမလဲရောကျွန်တော်တော့အောက်ကနေ slide ပဲslide လို့ရောမှာချက်ခုတ်နောက်တစ်ချက်ကန်ရောပါခုတ်အားရောကန်အားရောပါခုတ်ရောဟုတ်တယ်ရောမလေးနိုင်တော့ပါဆောင်းလို့မလုပ်ပါဘူးဆောင်းလို့မလုပ်ဘူးဝက်စစ်ပါဖွင့်သွားပါတော့ဝက်စစ်တော့ဝက်စစ်ပူအောင်ဟိုဒီကောင်မပါဘာလဲတော့မသိဘူးနော်ထုံးတဲ့နိုင် slide ပဲထိုး slide ပဲအရင်ဆုံးထိုးရတယ်နော်အော်ရောငါတစ်ချက်ကန်ခဏရပြီအော်မလေးမျက်ခုတ်ကိုတန်းပြီဒီမျက်ခုတ်ကိုတန်းနေရ
အော်ရောလက်နေအဲ့လိုရနားဟာဒါရတယ်အေးစီအော်ရောနော်တော့ရဟာဟောကျန်းလိုက်လားဝက်ကရကိစ္စမရှိ round 3ကျန်သေးတယ် round 3ကျန်သေးတယ်ရတယ်လား round 3ကျန်သေးတယ် round 3ကျန်သေးတယ်ရော့အမှန်ထိုးရော့အမှန်ထိုးတယ်ရော့အမှန်တိုင်ပေါက်မကြည့်တယ်စားကန်နေခုတ်တယ်တော့ခဏနေရော့မင်းတော့က easy ပဲရော့အမှန်ထပ်ပြီးတိုင်ပေါက်ပေးဦးမလားရော့โอ้တော်သေးလို့ဒါပဲထပ်တော့ဟောမမိပါဘူးကွာအော်အေးပါကွာလေးပါမြောက်ပါတခါတည်းသေးရမှာနင်းကအေးတော်သေးလို့ပေါ့ရကဲအေးဒါအောက်ကနေပဲပြန်ချရအောင်ကြော့အမဟာရောနှစ်ချက်တော့ white ကန်ကြမိပါတယ်โอ้ရှိအာရโอ้ကြော့ပါမယ်โอ้ရောက်ရေးအဲ့ဒါရကျမ်းပါကွာဘာလို့ရှင်တော့နင်းကစပယ်ကတစ်ခါပဲသုံးဝင်ကြီးငါရဲ့ကတာနာနဲ့ကြီးခုတ်တယ်အော်ရအားချောင်းနေတော်သေးလို့ရတယ်အေးစေးပဲဟောရဘူးနဲ့ချက်တိုက်ခံရတယ်ဒီရှားသားတွေအားချောင်းနေကြောင့်ချက်တော့တီးခံရတယ်အဲ့မှာနှစ်ဖူးပိတ်ကန်ထားလိုက်နောက်တစ်ချက်ထောက်ကန်ရက်ဟုတ်ပြီလားနိုင်လိုက်တာပဲဗောနော်တော့ final boss ဆိုတော့ပြောခဏလောက်တော့မခတ်ဘူးလေတော့ရောသေးရတော့ကျွန်တော်ပတ်ပဲရပါပြီစမ်းစေးရတော့ဘာညာမလို့နောက်တစ်ယောက်ကပါအောင် WIDO window ဟုတ်ပါဟုတ်တယ်မလားတော့ဖတ်တဲ့တော့ the greatest of temperature okay ဒီလက်နက်ကကျွန်တော်လည်းသိပ်ပြီးအင်အားမမျှသေးတော့မယူသေးဘူးပေါ့နော်တော့ tournament လေးပဲတော့ဆော့ကြတယ်tournament လေးဆော့တာ brother ဒီ video ကလည်းတူနေလို့ပေါ့နော်တူနေတော့ tournament လေးဆော့ပြီးလိုက်ပါတယ်ဒါ video လေးကလည်းတူနေ tournament လေးဆော့ဒါပဲကြော့ကွာညီလေးကြော့ညီလေးဟာညီလေးလို့တော့ခေါ်နေငါ့အသက်ကငါအဖေလောက်ကြီးငါလာညီလေးလို့ခေါ်ညီလေးဟာတက်ကကိုယ်ဖေးလောက်ကြီးအဲ့ဒါညီလေးသွားခေါ်ဒါမဲ့အော်ရောမလေးနားလေဟာအမလေးအော်ရောမသိပါဘူးခရောအိုးအာမဲဟုတ်တယ်ကျွမ်းနေဟာရောမထီပါဘူးထိပြီလားဟုတ်ပြီလားအေးဆေးပဲဟလားအေးဆေးလေးပဲဟဲပြီးလိုက်မယ်နော်မကြည့်တယ်မရရောကန်နေအာရောဒီဆက်ပြန်ထီပါဟေးရောအမဘာလဲငါ့ကိုကုတ်ချင်တာအိုးရောမကြည့်တယ်မင်းတော့မသုံးလဲအောင်ကျွန်တော်ကတာနာပြီးထိုးတဲ့အကွက်လေးနဲ့ပဲကျွန်တော်နိုင်သွားခဲ့ပါတယ်ကဲကျွန်တော်ကတ်တရုတ်ဆိုတာဖန်နီရဲ့ကတ်တရုတ်လေဖန်နီရဲ့ AD အဒီမိတ်လားမသိကွာလားကတ်တရုတ်လည်းပြန်ပိုင်းမိမယ်လားရောကတ်တရုတ်ကတာနာနဲ့ပြန်တိုင်းမိမယ်ရောကွာအမကဲဖန်နီကတ်တရုတ်လေးကိုတော့ပြန်ပြီးပိုင်းပြီးနေပြီဆိုပါလေရောအော်ရောခံအောင်ပြီပါရောအော်ရောခိုးနမနေပြီနားရောအမဆိုငါမစ်လေးကျွန်တော်ကတိဒါဆိုကလေရလေဘာညနေဟီရိုကလေရရဲ့ဆိုနာမီစလိန်နဲ့ကင်ပေါက်ပြန်ရောအမသေးပြီပါဖတ်ပဲမိုက်တယ်ဟာကဲနောက်ထပ်တစ်ယောက်ကဘယ်သူလဲလမ်ဘာဂျက်ကျွန်တော်ဟို challenge တော့နိုင်ဟိုက်ကောင်လမ်ဘာဂျက်နဲ့တွေ့လမ်ဘာဂျက်ကတော့ပစိန်လေးနဲ့ရှိပါတယ်ဟုတ်တယ်ဆရာသမားမင်းလားကွာလမ်ဘာဂျက်ဆိုအော်ရောမလီဘူးနားတယ်ဟာအေးတော်သေးလို့ရော့တရောင်းပင်းချက်လာတိုက်ဆမ်းမှာအော်ရောမိုင်းလိုက်တာဟာငါလည်းကင်ပေါက်ရော့ကွာတော့အမတောင်းကပ်ပြီးတထောင်လေးနဲ့ပြေးတိုက်ပြီလားအဲ့မှာ white ကန်ချက်လေးစားလိုက်ပြီးသွားပြီလားနိုင်ဝိုင်းလမ်းမချက်လဲဟလားဂျမ်ဘာလက်ပါဖြစ်သွားတယ်ဟာလမ်းမချက်ကိုဂျမ်ဘာလက်ဖြစ်အောင်လုပ်ပေးလိုက်ပါတယ်ကျွန်တော်ကတော့ဟုတ်ကဲ့ရော့အဲ့မှာအိုးရော်မသိဘူးလား
အော်ရောမသိဘူးဒါမရတယ်ပါဖက်ပဲပါဖက်ပဲဗရာသာတို့ပါဖက်ပဲတက်လာပါဖက်ပဲကဲကျွန်တော်နောက်ဆုံးကောင်ကျွန်တော်လက်သီးနဲ့ထိုးပြီဗရာသာတို့နောက်ဆုံးကောင်လက်သီးနဲ့ထိုးပြီလာတကောင်ကဘလန်ဂျာလေးကိုဘယ်လိုနေရင်တီးမလဲဆိုတော့ကျွန်တော်ချက်တော့စောင့်ကြည့်ရမယ်ဘလန်ဂျာလေးကိုဘယ်လိုနေရင်တီးမလဲကျွန်တော်ချက်ကြည့်မယ်ကဲကျွန်တော်ဆောင်းလာခြင်းကတော့အဲ့အောက်ကိုကျွန်တော်အောက်ဆွဲကောင်တယ်တင်မလားအောက်ကနေပဲချက်ကြော့အိုးမလေးမင်းနိုင်ရအော်အေးလွတ်သွားပြီပြီးပါပြီကဲလမ်းကြလားကြားပလန်လားလာရော့မင်းလက်သီးနဲ့တော့ခံထိုးနေပြီလေအော်ရောကန်ခံလိုက်ရော့အမတူးတဲ့ချက်ပြန်တိုင်ပြီလေပြီးသွားပြီဟာအေးဆေးပဲဟာကဲကျွန်တော်ထပ်ပြီးချမယ်ကဲရော့အမချက်ရော့အမပါဖက်ပဲအေးဆေးလေးပဲဟဲ့မယ်ကဲကျွန်တော်ဒီခေါက်လက်သီးနဲ့ထိုးပေးမယ်ဗျဗရာသားတို့